မင်္ဂလာပါ။ဆောင်းနီဖူဘောနူကကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Manchester United ရဲ့နောက်ဆုံးသတင်းတင်ဆက်သွားမှာပါ။ Manchester United တို့အနေနဲ့ဒီတစ်ပတ်အတွင်းမှာပေါ့နော်ဒါ FA Cup ပွဲစဉ်တွေရှိတာကြောင့်မို့လို့သူတို့အနေနဲ့ဒီတစ်ပတ်အတွင်းမှာနားယူခွင့်ရခဲ့တယ်ပေါ့နော်။ပြီးခဲ့တဲ့လကနီးပြအမိုရင်လက်အောက်မှာပေါ့နော်ဒါFA Cup ပွဲစဉ်ဖြစ်တဲ့ဒါ Old Trafford မှာကန်ခဲ့တဲ့ဒါ Brighton နဲ့ပွဲစဉ်မှာပေါ့နော်။9 goal နဲ့ဒါ Brighton ကိုရှုံးနိမ့်ခဲ့ပြီးတော့United တို့ကဒါသူတို့ FA Cup ပြီးတော့စောစောစီးထွက်ခွာသွားခဲ့ရတယ်ပေါ့နော်နောက်လာမဲ့ February 23 ရက်နေ့မှဒါ Premier League ပွဲစဉ်ဖြစ်တဲ့Everton နဲ့ပွဲစဉ်မှာဒါသူတို့အနေနဲ့ပြန်ကစားရမှာဖြစ်တယ်လို့သိရတယ်ပေါ့နော်ပြီးတော့နီးပြအမိုရင်လက်အောက်မှာ United တို့ဟာဖလားရရှိမဲ့လမ်းကြောင်းတွေအကုန်လွဲချော်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ယခုလက်ရှိယာယီနီးပြMichael Carrick ရဲ့လက်အောက်မှာတော့ဒါသူတို့အနေနဲ့နောက်ရသည်ကိုChampions League ဝင်ခွင့်ရဖို့အတွက်ဒါသူတို့အနေနဲ့ Premier League မှာအဆင့်ကောင်းနေရာမှာနေရာယူထားတဲ့ဖြစ်ပါတယ်ပြီးတော့ဒါ Manchester United fan တွေရဲ့အချစ်တော်ဒါ Harry Maguire ရဲ့စာချုပ်သက်တမ်းကလည်းဒီရာသီမှာကုန်ဆုံးတော့မှာဖြစ်တယ်လို့သိရတယ်ပေါ့နော်United တို့ဒါ Maguire ကိုစာချုပ်သစ်ထပ်ပြီးတော့မချုပ်ဆိုဘူးဆိုရင်ရာသီကုန်တာနဲ့ဒါ Maguire ကအလို့ agent အနေနဲ့ထွက်ခွာသွားမှာဖြစ်တယ်ပေါ့နော်ဒီပြအမိုရင်လက်အောက်မှာပေါ့နော်ဒါ Harry Maguire ဒဏ်ရာပြဿနာတွေနဲ့ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက်သူ့အနေနဲ့မနေ့စူးစမ်းခဲ့ရပေမဲ့အခုလက်ရှိဒါဒီနီးပြMichael Carrickရဲ့လက်အောက်မှာတော့သူ9ဘဲကင်တယ်Michael Carrick 9ဘဲကင်တယ်ဒါသူအနေနဲ့9ဘဲစလုံးပါပေါ့နော်ဒါ first line S နေရာမှာပါဝင်ပြီးတော့ဒါအသင်းအတွက် performance တွေအကောင်းဆုံး performance တွေချပြနေတယ်ပေါ့နော်အဲ့ဒီအချိန်တစ်ခုမှာကျွန်တော်အနေနဲ့ဒါ Harry Maguire ကိုသူတို့အနေနဲ့စာချုပ်သစ်ထပ်ပြီးမချုပ်ဆိုဘူးဆိုရင်ဒါManchester United အနေနဲ့ဒါလုံးဝယူသွတ်ဆရာများဖြစ်သွားမလားပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒါ Michael Carrick ရဲ့လက်အောက်မှာ9ဘဲကင်တယ်သူ့အနေနဲ့9ဘဲစလုံးမှာ first line နေရာမှာပါဝင်တယ်ပြီးတော့ center back နေရာမှာအကောင်းဆုံး performance တွေပြသနေတဲ့အတွက်ကြောင့်မို့လို့United တို့အနေနဲ့ဒါ Harry Maguire ကိုလက်လွတ်မခံဘဲနဲ့ပေါ့နော်ဒါစာချုပ်သစ်ထပ်ပြီးတော့ချုပ်ဆိုတင်တယ်ပေါ့နော်တကယ်လို့များသာစာချုပ်သစ်ထပ်ပြီးမချုပ်ဆိုခဲ့ပါကဒါသူတို့အနေနဲ့ဒါ Casemiro ထွက်ပြီးရနောက်မှာကွင်းလည်နေရာမှာလည်းလူဝင်အားတွေဖြစ်လူသွားသလိုပေါ့နော်ဒါ center back ရဲ့ဒါလုံးဝချိတ်ဆက်မိနေတဲ့အချိန်မှာ center back အတွက်ပါသူတို့အနေနဲ့စဉ်းစားရမယ်ဆိုရင်သူတို့အနေနဲ့စဉ်းစားကြတယ်အများကြီးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ Manchester United အနေနဲ့ပေါ့နော်ဒါHarry Maguire ကိုဒါစာချုပ်သစ်ထပ်ပြီးတော့ကန်လန့်မလားသူတို့အနေနဲ့အလို့ agent အနေနဲ့ပဲMaguire ထွက်ခွာသွားမလားဆိုတော့စောင့်ကြည့်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်